မိုက်ကယ်ကားရဲ့အခွင့်အရေးပေးမှုရရှိပြီးနောက်မန်ချက်စတာယူနိုက်တက်ကိုပြန်လာမလားဆိုတဲ့အဆုံးဖြတ်ကိုမာကက်ရာဖော်ချမှတ်လိုက်ပြီအားလုံးပဲမင်္ဂလာပါဖုတ်ဘောရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့မာကက်ရာဖော်ရဲ့အနာဂတ်အကြောင်းနဲ့မန်ချက်စတာယူနိုက်တက်ကိုပြန်လာမလားဒါမှမဟုတ်ဘာစီလိုနာမှာပဲဆက်နေမလားဆိုတဲ့အရေးကြီးဆုံးဆုံးဖြတ်ချက်ကိုချမှတ်လိုက်ပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်လက်ရှိမှာရော့ဖော်ဟာဘာစီလိုနာမှာဘဝကိုလွန်ပျော်ရွှင်စွာဖြတ်သန်းနေပြီးဘောလုံးကိုပြန်လည်ချစ်မြတ်နိုးလာစေခဲ့တဲ့အသင်းအတွက်လည်းကျေးဇူးတင်ကြောင်းကိုထုတ်ဖော်ပြောကြားထားပါတယ်။ဒါအပြင်သူဟာမန်ချက်စတာယူနိုက်တက်ကိုနွေရာသီမှာပြန်လာမယ့်ရည်ရွယ်ချက်လုံးဝမရှိကြောင်းလည်းပြည့်ပြည့်သားသားပြောကြားခဲ့ပြီးအနာဂတ်ကိုဘာစီလိုနာနဲ့ပဲဆက်လက်တည်ဆောက်ချင်တယ်လို့လည်းသိရှိရပါတယ်။ရော့ဖော်ဟာ2026ကမ္ဘာဖလားမတိုင်မီမိမိရဲ့ကစားသမားဘဝကိုတည်ငြိမ်အောင်ဆုံးဖြတ်ချင်နေပြီးအရင်တွေရာသီကဘာစီလိုနာသို့တရားဒီအငှားအဖြစ်ပြောင်းရွှေ့ခဲ့သလိုပြီးသက်ခွင့်နိုင်မဲ့ option ကိုလည်းပေါင်26တန်းနဲ့သဘောတူညီထားပြီးဖြစ်ပါတယ်။ယာယီမန်ချက်စတာယူနိုက်တက်နီးပြမိုက်ကယ်ကာရက်တာအမြဲတမ်းနီးပြဖြစ်လာပါကရက်ဖော်ကိုအိုးထရန်ဖော်ဖြစ်လာအောင်စ조사စည်းရုံးမယ်ဆိုတဲ့သတင်းတွေထွက်ပေါ်ခဲ့ပေမဲ့ရက်ဖော်ဘက်ကတော့စပိန်နိုင်ငံမှာနေရတာကိုအရင်နှစ်သက်နေပြီးနော့ကတ်မှာပဲဆက်ကစားလိုကြောင်းဘာစီလိုနာကိုတည်ပေးထားပြီးဖြစ်ပါတယ်။အကယ်၍ဘာစီလိုနာအနေနဲ့သတ်မှတ်ထားတဲ့ပြောင်းရွှေ့ခြင်းကိုမပေးနိုင်ခဲ့ဘူးဆိုရင်တော့ရက်ဖော်ဟာမန်ချက်စတာယူနိုက်တက်ကိုပြန်မလာပဲအခြားအသင်းတစ်သင်းသို့ပြောင်းရွှေ့စဉ်းစားမယ်လို့လည်းသိရှိရပါတယ်။ထူးခြားတာကတော့ဘာစီလိုနာနဲ့ပြီးသက်စာချုပ်ချုပ်ဆိုနိုင်ဖို့အတွက်ရက်ဖော်ဟာကိုယ်တိုင်လားစာလျှော့ချဖို့အထိအဆင်သင့်ဖြစ်နေတယ်ဆိုတာပါပဲမန်ချက်စတာယူနိုက်တက်နီးပြဟာအိုမိုရိုနဲ့အငင်းပွားမှုဖြစ်ပြီးနောက်ငွေရမြေအသင်းကိုဆွန့်ခွာခဲ့တဲ့ရက်ဖော်ဟာဘာစီလိုနာမှာတော့အလွန်အောင်မြင်စွာကစားနိုင်ခဲ့ပြီးလက်ရှိချိန်ထိပွဲပေါင်း33ဝက်ကစားထားက90ကိုသွင်းယူနိုင်ခဲ့ပြီးဂိုးဖန်တီးမှု12ကြိမ်ပြုလုပ်ထားနိုင်တယ်လို့နောက်ဆုံး၄ပွဲမှာတဲ့3ခုထပ်မံသွင်းယူထားပါတယ်။အတူချုပ်ပြောရရင်တော့မာကက်ရာဖော်ဟာမန်ချက်စတာယူနိုက်တက်ကိုပြန်လာမယ့်အစီအစဉ်ကိုပယ်ဖျက်ပြီးဘာစီလိုနာမှာပဲမိမိရဲ့အနာဂတ်ကိုဆက်လက်တည်ဆောက်ဖို့ဆုံးဖြတ်ထားပြီးဖြစ်ပါတယ်။ဖူဘောဟက်ကိုအပိနာဆင်ပေးကြတဲ့မိတ်ဆွေတိုင်းကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်။နောက်ထပ်ဒီမှာလည်းစိတ်ဝင်စားစရာဘောလုံးသတင်းတွေကိုတင်ဆက်ပေးသွားအောင်မှာဖြစ်လို့ like share နဲ့ subscribe လေးလုပ်ထားပေးကြပါဦးနော်။